ရောက်ခမဖြစ်သူကနေမကောင်းဖြစ်နေသောချွေးမအတွက်အရသာရှိသည့်ဟင်းလျာများစွာကိုချက်ပြုတ်ပြင်ဆင်ပေးခဲ့သည်အန်နာသည်ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါအံ့အားသင့်သွားရုံမျှမကစိတ်မကောင်းလည်းဖြစ်သွားခဲ့သည်အကြောင်းမှာသူမ၏အရေးအတွက်မရှိလှသောအမေရင်းကမူသူမကိုဘာမှဂရုမစိုက်ပဲမောင်ငယ်လေးကိုသာအလွန်လိုက်အကြိုက်ဆောင်တတ်သောကြောင့်ဖြစ်သည်ရောက်ခမဖြစ်သူကအမဲသားဟင်းဘက်ကန်ကိုသူမအရှိတို့တိုးပေးနေသည်ကိုကြည့်ရင်အန်နာတယောက်မိခင်မြတ်တာအစစ်အမှန်ကိုရောက်ခမစီမှပထမဆုံးအကြိမ်ခံစားခဲ့ရသည်ငယ်စဉ်ကအန်နာနှင့်သူမ၏အကိုဖြစ်သူတို့ရည်ထဲသို့ပြုတ်ကျသွားခဲ့စဉ်ကအန်နာပင်လယ်ထဲသို့နင်းမြုပ်နေစဉ်ကောင်းလေးတယောက်အချိန်မီပေါ်လာပြီးသူမကိုကယ်ဆယ်ခဲ့သည်အန်နာကမူအကိုဖြစ်သူကမိမိကိုကယ်တင်ခဲ့သည်ဟုဖြစ်မှတ်ကရည်ထဲမှာကြံနေသေးသည့်အကိုဖြစ်သူကိုအမြန်ဆုံးသွားခဲ့ပေးရန်သူမ၏အမေကိုလှမ်းအော်ပြောခဲ့သည်ထိုအခါအမေဖြစ်သူသည်ချက်ချင်းပင်ထိတ်လန့်တုန်လှုပ်သွားခဲ့သည်အကိုဖြစ်သူရေပေါ်သို့ရောက်လာချိန်တွင်မူအသက်မရှိတော့ပေဤသို့ဖြင့်အမေဖြစ်သူသည်သူမ၏သားငယ်လေးကိုဆုံးရှုံးလိုက်ရလေသည်အန်နာကအမေဖြစ်သူကိုအားပေးနှစ်သိမ့်ရန်လက်ကမ်းခဲ့တော်လဲအမေကသူမကိုအေးဆက်စွာတွန်းဖယ်ပစ်ခဲ့သည်ထိုနေ့မှစ၍အမေဖြစ်သူသည်သားဖြစ်သူတည်ဆုံးရခြင်းအတွက်အန်နာကိုသာအဖြစ်ပုံချခဲ့ပြီးသမီးဖြစ်သူအပေါ်အမြဲတမ်းအေးဆက်သောအကြည့်များဖြင့်သာဆက်ဆံခဲ့သည်ဤများနှစ်ပေါင်းများစွာတိုင်အောင်အန်နာသည်မိမိကိုယ်ကိုအဖြစ်တင်စိတ်နှင့်နာကျင်မှုများဖြင့်ရှင်သန်ခဲ့ရသည်အမေဖြစ်သူသည်ငယ်စဉ်ကလေးကမောင်လေးကိုသာအမြဲမျက်နှာလိုက်ခဲ့ပြီးအန်နာကိုမူမကြာခဏဆဲဆိုရိုက်နှက်ခဲ့ရလေရှိသည်သို့တော်လည်းသူမ၏သမီးတွင်အုံနောက်အကျိတ် brain tumor ဖြစ်နေသည်ကိုထိုအမေလုံးဝမသိခဲ့ပြီးအန်နာကသူမတွင်အုံနောက်ကင်ဆာဖြစ်နေကြောင်းအမေဖြစ်သူကိုပြောပြရန်ကြိုးစားခဲ့တော်လဲအမေကမောင်လေးကိုသာအာရုံစိုက်နေခဲ့သည်ထို့ကြောင့်အန်နာကအမေဖြစ်သူကိုဘာမှမပြောပြတော့ရန်ဆုံးဖြတ်ခဲ့သည်သို့တော်နှစ်ပေါင်းများစွာဝေးကွာခဲ့ရသည့်မိခင်မြတ်တာကိုအန်နာတယောက်ရောက်ခမဖြစ်သူထံမှနောက်ဆုံးတွင်ရရှိခဲ့လေသည်အန်နာသည်ရောက်ခမဖြစ်သူမိမိအတွက်ဟင်းချက်ပေးနေသည်ကိုကြည့်ရင်ရောက်ခမဖြစ်သူကအလုပ်ကျွေးအလွန်ကြေပွားအန်ပြီးတော်ပါပေးသည်ဟုချီးမွမ်းခဲ့သည်ရောက်ခမဖြစ်သူသည်ထိုစကားကိုကြားသောအခါအလွန်ဝမ်းသာသွားပြီးအန်နာကိုလက်နှစ်ဖက်ဖြင့်ကြက်ဥမွေနီကိုချက်ချင်းတရုပ်ပြလေတော့သည်ထို့သို့ပျော်ရွှင်စရာကောင်းသောမြင်ကွင်းကိုအန်နာအမေမြင်တွေ့သွားပြီးသမီးဖြစ်သူနှင့်ရောက်ခမတို့အတူတူရင်မောနေကြသည်ကိုကြည့်ကအန်နာအမေသည်မနာလိုဝင်တိုစိတ်ဖြစ်ပေါ်လာခဲ့သည်ထို့နောက်သူမသည်ဒေါသတကြီးဖြင့်ထွက်ခွာသွားခဲ့သည်အန်နာအပြင်ထွက်သည့်အချိန်တိုင်းတွင်လည်းရောက်ခမဖြစ်သူကမိခင်ရင်ကဲ့သို့ပင်ဂရုတစိုက်ရှိလာသည်အန်နာသည်ထို့သို့ဂရုစိုက်ခံရသည့်အတွက်အလွန်ပျော်ရွှင်ခဲ့ရသည်မကြာမီတွင်အန်နာယောဂပုံမဆိုးရွားလာပြီးတတိလေးလဲကျသွားခဲ့သည်အန်နာတတိယလာသောအခါတွင်လည်းရောက်ခမဖြစ်သူကအမေရင်ထပ်ပင်ပုံမူ၍ဂရုစိုက်ပေးခဲ့သည်လူတိုင်းကလည်းအန်နာကိုဝိုင်းဝန်းဂရုစိုက်နေကြသည်ထိုအချိန်တွင်သူမ၏အတော်ဖြစ်သူကစေးတောက်ရန်မိနေသလားဟုမေးမြန်းခဲ့ရာမောင်ဖြစ်သူကမြည်သည့်စေးကိုတောက်နေရတယ်လေဟုချက်ချင်းလှမ်းမေးခဲ့သည်အန်နာကမူလိန်ညာကဒါကသွေးအားနည်းယောဂအတွက်တောက်တဲ့စေးပါဟုပြောလိုက်သည်ထိုအခါဖေဖြစ်သူကရုတ်တရက်စိုးရင်ပူပန်သွားတော်လဲအမေဖြစ်သူကမူအန်နာဒီအပိုးလုပ်ပြီးဟန်ဆောင်နေသည်ဟုထင်ကနေမကောင်းဖြစ်နေသောသမီးကိုဘာမှဂရုမစိုက်ပဲမောင်ဖြစ်သူကိုသာဆက်၍အာယုံစိုက်နေခဲ့သည်အန်နာဒီအင်းမြင်ကွင်းကိုမြင်ပြီးအလွန်ဝမ်းနည်းသွားခဲ့သည်ရောက်ခမဖြစ်သူကအန်နာကိုဆေးရုံသွားရန်တိုက်တွန်းခဲ့ပြီးထိုနေ့တွင်အန်နာဒီရောက်ခမထံမှနှွေးထွေးမှုကိုခံစားခဲ့ရသည်ရောက်ခမဖြစ်သူအိမ်ပြန်ရောက်သောအခါအန်နာနေမကောင်းဖြစ်နေသည့်သတင်းကိုကြားရသဖြင့်ချက်ချင်းပင်သားဖြစ်သူထံသွားရောက်ကအကျိုးအကျအောင်မေးမြန်းခဲ့သည်မိခင်ဖြစ်သူ၏အကြိမ်ကြိမ်မေးမြန်းမှုကိုရင်ဆိုင်ရသောအခါဂျက်သည်အန်နာယောဂအကြောင်းကိုမိခင်အားအမှန်တိုင်းပြောပြလိုက်ရတော့သည်ရောက်ခမဖြစ်သူသည်အန်နာတယောက်တည်းနာကျင်မှုကိုအတုခံစားနေရသည်ကိုသိလိုက်ရသဖြင့်အလွန်လုံးကြေကွဲသွားခဲ့သည်ထို့ပြင်အန်နာမိဘများသိသွားပါကဝမ်းနည်းပူဆွေးကြမိကိုလည်းစိုးရိမ်ခဲ့သည်သူမ၏သားဖြစ်သူကအချိန်ကအန်နာကိုတေးစေခြင်းခဲ့ဘူးကြောင်းသိလိုက်ရသောအခါသူမသည်အလွန်ဒေါသထွက်ပြီးသားဖြစ်သူကိုချက်ချင်းပင်ရိုက်နှက်ဆုံးမခဲ့သည်အန်နာနေမကောင်းဖြစ်နေသည်ကိုသိလိုက်ရပြီးနောက်ရောက်ခမဖြစ်သူသည်မိမိခန်းထဲတွင်တယောက်တည်းတိတ်တဆိတ်ငိုကြွေးနေခဲ့သည်ထိုနေ့တွင်အန်နာယောဂပုံမဆိုးရွားလာပြီးတတိလေးလဲကျသွားခဲ့ရာအန်နာကိုအရေးပေါ်လူနာကုသဆောင်အခူတိုးပို့ဆောင်လိုက်ရသည်အန်နာအခြေအနေကိုသိရှိပြီးနောက်လူတိုင်းရာစုတိုင်အပြေးလွှားရောက်ရှိလာကြသည်အန်နာတွင်အသက်ရှင်ရန်3 လသာလိုတော့ကြောင်းသိလိုက်ရသောအခါအန်နာအမေသည်စိတ်နှလုံးတစ်ခုလုံးပြိုလဲပျက်စီးကအတန်ကုန်ဟစ်၍အော်ဟစ်ငိုကြွေးလေတော့သည်